င်းတို့တွေကိုစချင်းသတိပေးကြပြီဒါတော့မသိမချင်းပေးသွားမှာပဲနော်ရွှေကျော်အိဋ္ဌာသရမိတိစေဂိုင်းကိုချုပ်ကင်တော်မူတာဟာဘလူလဲလို့မေးရင်ဓနုပြူမျိုးကဂိုင်းကျုပ်ဆရာကြီးဥဘောဟံဆိုတာမှတ်ထားပါနော်ဂိုင်းကျုပ်သည်ဥဘောဟံသည်ဂိုင်းကျုပ်ပဲဘာကြောင့်ဥဘောဟံကိုဂိုင်းကျုပ်လို့ခေါ်ရသလဲဒါတွေပြောမှဖြစ်မပြောဘဲနဲ့အောက်လာတော့ကြပြီနော်ဒီတော့ဂိုင်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းဆိုတာအချက်အမျိုးမျိုးရှိတယ်ဂိုင်းကျုပ်ဆရာကြီးဥဘောဟံဟာဆွေတော်ဂိုင်းကိုနောက်တုန်းကလည်းချုပ်ခဲ့အခုလည်းချုပ်နေတယ်နောင်ကိုလည်းမသိမချင်းမင်းတို့တွေတစ်သက်လုံးတို့တွေတစ်သက်လုံးမသိမချင်းဆက်လက်ပြီးကဘာတီအောင်ချုပ်သွားမယ်ဆိုတာကိုအသေးထဲမှာစွဲစွဲမြဲမြဲမှတ်ထားပါဘယ်သူကမေးရွှေကျော်ဂိုင်းကျုပ်ဟာဘလူလဲလို့မေးဓနုပြူမျိုးကဆရာကြီးဥဘောဟံလို့ပြောပါနော်အဲ့ဒီရွှေကျော်အိဋ္ဌာသရမိတိစေဂိုင်းလို့ဖြစ်ပေါ်လာပုံရဲ့ဂိုင်းကျုပ်ဖြစ်ပေါ်လာပုံလေးရဲ့ကိုနည်းနည်းလေးနားတော့ဟိုးရှင်းတော့ကမှန်တမ်းရာဇဝင်ကိုပြန်ကြည့်ပါအဲ့ဒီမှန်တမ်းရာဇဝင်ကနေဆက်လက်အလောင်းမင်းကြီးဥအောင်စေရရဲ့သားအငယ်ဖြစ်တဲ့ဘိုးတော်ဥအောင်ရဲ့သားအကြီးအဲ့ဒီမင်းသားကမွေးတဲ့အဖဆရာအေးနော်အဲ့ဒီအဖဆရာအေးဟာတချို့အဖေသားမီးမြစ်ဒီတို့ကျွတ်ရောက်လူတိုင်းသိချင်တဲ့လူမှသိလိမ့်မသိလို့တမျိုးပြောလိုက်ရင်သိခံမှာဒီတိုင်းဟာသိခံရမယ်ခိုင်းမှာနော်ဘယ်သူတွေကဘာလို့ကိုလို့ပြီးသိခံမှာအဲ့ဒီစัจ जा မင်းသားလေးမိုးရောဆိုပါတော့မိုးတဲ့ခါကျတော့သာသနာကိုပြုစုလိုတဲ့ဆန္ဒနဲ့အမတန်ပါရမီရှင်ဖြစ်တဲ့အလျောက်သူ့ကိုမွေးလိုက်တာနဲ့တပြိုင်နက်တိုင်းပြည်မှာဝါပြောတာအဲ့လိုဝါပြောတာရလာတဲ့အခါမှာသူနဲ့ညီကိုတုံးဝဲဖြစ်တဲ့အဲ့ဒီဘယင်ရဲ့မယားအမျိုးမျိုးကမွေးထားတဲ့ညီကိုဝန်းကွယ်သားတွေကဒါဒီလိုပဲပြောရမယ်မင်းကမင်းနဲ့မပြောနဲ့ဟာမောင်အေးမွေးတွေကတော့တိုင်းပြည်ကတော့သိဖြစ်နေပြီဒီတော့ထင်းနှန်းလဲမောင်အေးပဲရအောင်အဲ့တော့တို့ဘယ်လိုလုပ်ကြမလဲအဲ့ဒီကောင်ကြတော့မှသူတို့တွေမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့လူတွေစုပြီးတော့အဲ့ဒီခါမှာဘိုးတော်အေးခေါ်တဲ့တို့ဖခင်ဆရာကြီးစัจ जा မင်းသားကိုသေချောင်းကြံကြတယ်ဟမ်သေချောင်းကြံကြတယ်ဆိုတဲ့စကားလုံးကိုမှတ်ထားလိုက်သမ်းပါဟုတ်ကလားရွှေကျော်လူသားလို့မသိဘူးဆိုတာအဲ့ဒီကိစ္စပဲမှတ်ထားနော်တခုတော့ရှိတယ်မတရားတော့မလုပ်ကြနဲ့နော်တရားသဖြင့်လုပ်ပါလူသားလို့မသိပါဘူးနော်မိစ္ဆာအောင်လားဆိုတော့ဘိဓိကရမှာတိုင်းရှည်သွားမယ်အဲ့ဒီဘိုးတော်အေးမွေးလို့6နှစ်ကာလအတွင်းမှာနန်းတွင်အရေးတော်ပုံဖြစ်ပါတယ်ဗမာမှန်အကုန်သိတယ်ဒီကိစ္စနော်ဒါလေးချင်းချင်းနဲ့မှတ်တမ်းဝင်ပြောခဲ့မယ်အဲ့ဒီခါမှာအဖဘိုးတော်အေးမွေးလို့6နှစ်ပြည့်မြောက်လာတဲ့အခါဒီ6နှစ်တာကာလအတွင်းမွေးကလေးကကြံခဲ့တာမောင်အေးဆိုတဲ့မင်းသားကိုသတ်ဖို့ရာမွေးကလေးကကြံခဲ့တဲ့အကြံဒီ6နှစ်ကြာအောင်သူတို့အနေနဲ့တော့အောင်မြင်တယ်လို့ဆိုရမယ်မှတ်ထားပါနော်အဲဒီလိုအရွယ်ရောက်လို့အရွယ်မရောက်ခင်6နှစ်ကာလဟိုးဗငယ်ချင်း3ယောက်ရှိလေသည်ဆိုတဲ့တချင်းပေါ်လာတဲ့အခါတုန်းကဘိုးအောင်ရဲ့စัจ जा မင်းသားရဲ့နောက်တစ်ယောက်ကဘုန်းကြီးပေါ့လေအဲဒီလိုစัจ जा မင်းသားမဟုတ်ဘူးဘိုးအောင်ရဲ့ဘုန်းကြီးတစ်ပါးရဲ့နောက်ရှင်မြင်ဖြစ်မဲ့လူရဲ့ဟုတ်လားအဲ့ဒီအလောင်းမင်းကြီးဥအောင်ဇေယကအခြေအနေကြောင့်ဆရာတော်ထံမှာအပ်ခဲ့တဲ့အခါကအဲ့ဒီမောင်ဝိုင်းနဲ့အတူမင်းသားကြီးဥအောင်ဆိုတာကမောင်ဝိုင်းကိုကဲတာဘိုးတော်အေးကိုမတာဘိုးအောင်မဟုတ်ဟာမင်းသားကြီးဥအောင်မတာဘိုးအောင်ဆရာအောင်ပထမအောင်ရသိဥအောင်ဆိုတဲ့အောင်လေးအောင်တို့တွင်မင်းသားကြီးဥအောင်မလိုက်တဲ့ဘိုးတော်စัจ जा မင်းငယ်နာမည်မောင်အေးအဲ့ဒီဖဆရာအေးလေး6နှစ်သားအရွယ်ရောက်တော့ခုနမင်းသားကြီးဥအောင်ကဘိုးတော်ဥဝိုင်းကိုတို့ပြောကြဆိုနန်းတော်ရအောင်ပြန်လုပ်ပေးလိုက်တယ်နော်
Tina Yayin Mahamyo Manueligo Mazapa Nelo Atandan Yoyane Tina Le Yayo Lu to sit there by Yenegua Ame Nama Mauni Amu Conate Agondabi Hello subject address Luro Gaha Luzada Majade Zavonione Bedoma Minanao Namu Meha Luzada Mare Chairman Side Mawango Menaji Uan Dora Dritano Lanjori Lagame Hala Kale Kawa Simashi Gamashi Jinyamu Nalatawa Elilo Menaji Uan Magwa Bide now Mama again Isaja Menaligo Mama again Saja Menali Po a Side Mawan Ko Bora Uango Melo Luyo Mane, Nane, Madame Buqualo, Yobi, the Chetters, Veroma Menzinga, Lazia Malobu Sobi, Yobi, a twat. Shekaga, a bottle of Meriga, Yaso, that's where goes in Naga White. Madano, hey, Menaji Uan Bala de Madre. Pa Mama at the Kaumawa, Mada, Shega, Lumai Deagos, Homanero, Nauga, Lumai de Agon, Go Mare. Matalo Lenyo town like that. Lenyoga Twede, a young yow. Da Kayazane, a fellow Senadina. Era Meno Lenyori, Chatala and Janida. Haso Tola and Janida. Era Bodo Air, Amuini. Nana, Daja, Wizard Town, Gailo, Yoda, Mino. Hogla, Die, Bodo Ele Town is that Joseph in Amize Lemara Bay, Pay, Mary Nino. Joya Loya goes a cheap beer, declaring down Tasso, Vainzi Target, second and Rajamatori. And the Riva Shwena is a Charasobi, the Cedar, you go one way, 8 years like Menaji Uan Yamane, Piao, Davida, Mama and Vibida, Hello, young lady, a car, low, and water, how malo, Yerecha, Dronito, I'll be low, Joe, eh? Do, Bodo, Garo, Wela Minute for this. Huh? And I lay 12 water, Dodo Joame. Bono, a Waza Pida, Sama the Chamamaro. On the Chamamakayabane. Waza Pide, a Chama. For what? Kissing of young Giado, Vanaro, Jagwema, Solo. A Tazaya, Mahedi Segaisura. Bono, a Puenere guy. Bodo, you Puenamu, Bodo, Buen Puenamu. A very Bodo, Puenamu. Waza a sweet Puenere guy. Gaumbi. Arilo, Esavia, Medicine guys going. I tell Lance, Dayashi, outland the town for a mother. Dago, a pay Boro in Minongo, Lunega, Luniago, Homa now, barring our Temane Sole, Kama. Hala, oh, Mengo, Memia, Mia, Wilima, Lolo, Buene, Canegrantia Pesa. Saja Mena Kain Saunamuda Zanega, ayo. Ega Mezi, Downanza, Mibe County, Bane, Banoja, Conabuen. Hala, Eddie, disease, Zomio, Filioya, Gamondo, Bowie, 2 town tare, Head on, Ella. Eddie Disigo, Bedo Kama, Belumioma, Bel Wizaroma, Mayan Nine, Disigo, Tap Portare, Say a sinner. Rene, guys, say a sinner, Toby, guys, Dinya, a single billion. Now, say about Chara, Bedoma, Mesa, Momji, Namusura, Mada. Ogla, eh? Here, Buada, Dolomu, Meno, Buade, a jungle, Dionamu, Meno, my boy, and Pio. Ogla, Gaina, Erilu, about Boro, a Lupima, Sana, Juzinga, and Madame Primama. The gold or in it, Luyan Sound Bizana Bunia. Dara Deza, a Chenia Yasura, the guy of Leo Mariana. Nayajigo Masolo, Lugo Line, a Pedi Boroya, Paulo di Maludio, Verome Janilosim, Chaclalide, Pio, Yori Seda, Homa, Carana Dine, Yodi is out, Dilu the Kare, the Cavallo, Pamadi Maga, Zadua, Manamia, Zanare Bogu. Era light be South Show Neda Gobin Land, the Choa, Malemazari, Pilaro,
အဲ့ဒီအခြေအနေကြောင့်ငါရုပ်ဖြောက်ဖို့တော်ပြီလို့ရုပ်ကိုဖြောက်မယ်လို့ကြံတော့ဘိုးတော်ပြူရောက်မှဖြောက်ပြတာမှတ်သားပါနော်ဘိုးတော်ပြူနဲ့တွေ့တော့မှလာစားငါတငယ်ချင်းမဲ့ဆိုပြီးတော့ဟောအတိတ်ဘဝကတငယ်ချင်းတော်ခဲ့ဦးတဲ့ဘိုးတော်ပြူကြီးကိုခေါ်ယူပြီးတော့အာနာတွေအကုန်အပ်ပြီးတဲ့အချိန်ဘိုးတော်အေးရုပ်ဖြောက်လိုက်ဘိုးတော်အကြောင်းရှိရင်ခေါင်းဆောင်ဆရာတွေကိုထိုင်းဆိုဝင်လာပြီတဲ့ဟေးဝင်လာရင်သူ့သရုပ်သူ့ဖော်ဝင်လာတယ်လူဘဝိဇ္ဇာဟဲ့ဆိုလို့ရှိရင်ဘေးကမောပါမယ်ဘာလို့မောရမလဲကွာဒီလိုကွာ16နှစ်နဲ့လူပြိုစစ်စစ်ကဝိဇ္ဇာဖြစ်တဲ့အဖဆရာအေးခေါ်ဘိုးတော်စัจ जा မင်းအဲ့ဒါဝိဇ္ဇာအစစ်ရေတစ်ခါမှမရောက်ဟမ်ရေတစ်ခါမှမရောက်ကွာအဲ့ဒီဝိဇ္ဇာဖော်တဲ့ဂိုင်းအခုဘယ်မှာလဲဒါမင်းတို့နားလဲရမယ်ဟုတ်လားဂိုင်းအဖဆရာအေးဒီလက်ထက်ကလေးအဖဆရာအေးပရိဂိုင်းစိတ်ချမ်းသာသာနေတော့မယ်လို့ဆိုပြီးဘိုးတော်ပြူကြီးလက်ထဲကိုအပ်လိုက်တဲ့အခါနော်ဒါတွေမင်းတို့ဟိုးတိတ်ခွေမှာလည်းပါပြီသားဘိုးတော်ပြူကြီးလက်ထဲရောက်လာတော့ဘိုးတော်ပြူကိုယ်တိုင်လိုက်လံသာနာပြူပြီးတဲ့နောက်နော်ဟိုးတခါငါပြောဦးတဲ့ဘိုးတော်ပြူဘိုးတော်ပွင့်ကိုခေါ်ယူ၍ထွက်သွားပြီဘိုးတော်ရေးလည်းထွက်သွားပြီနော်ဘိုးတော်ပြူလည်းထွက်ပြီဘိုးတော်ပြူထွက်ခံနီးဘိုးတော်ပွင့်ကိုအချိန်ချင်းစိတ်ညစ်အောင်ကတိကောက်ဖြစ်အောင်နှိမ့်ဆက်ပြီးတော့မှစိတ်ချရတော့မှခေါ်တစ်တာရိုက်အဲ့ဒီထမဝင်အိတ်ဝက်ဦးစုပ်စမ်းဒီနေရာမှာစောက်အဲ့ဒီလိုအောင်မြင်တဲ့အခါဘိုးတော်ပွင့်ကိုဟောတယ်လို့ကြိုင်လဲပြီးသွားတယ်လို့ပြောလိုက်တာမင်းလှုပ်ချင်တာလှုပ်ခွင့်လို့ပါဘိုးတော်ဗျာဒီကောင်ငါအကြောင်းနေပြောနေဆိုပြီးကမကန်လိုက်ပါလားမင်းဟောမှပြန်တော့မင်းလှုပ်ချင်တာလှုပ်မင်းဝိဇ္ဇာဖြစ်အောင်တို့နှစ်ယောက်တောင်းယူမယ်ဆိုပြီးတော့ဝိဇ္ဇာနှစ်ပါးညှက်ဆောင်လိုက်တဲ့ဘိုးတော်ပွင့်ကွာအဲ့ဒီဘိုးတော်ပွင့်လက်ထက်မှာအိဆာသရမိတ်တိစေခိုင်းဆိုတာကဘာမှာဘိုးတော်ပွင့်ဓာတ်ပုံရိုက်ထားရင်ဘိုးတော်ပွင့်ရဲ့ရုပ်လုံးကိုထုရင်အောက်မှာမွေပွေးမွေဟောက်ရုပ်အမျက်ပါတယ်ကဘာပါရဂူကြီးမွေပါရဂူကြီးမှတ်တာအိဆာသရမိတ်တိစေခိုင်းဆိုတာဟာခုနပြောတဲ့ပစ္စည်း၃မျိုးနဲ့မပူးမကနော်ထွက်ရလမ်းကိုဝေဝေချာချာတဲ့တယ်မှသွားနိုင်တဲ့အိဆာသရမိတ်တိစေခိုင်းဘိုးတော်အေးထွက်ဘိုးတော်ပြုထွက်အဘေကြီးဘိုးတော်ပွင့်ထွက်အဘေကြီးဘိုးတော်ဟန်နဲ့တွေ့ကြတာမင်းတို့နှစ်ပတ်လည်မှာပြမယ်ဆိုတာဘိုးတော်ပွင့်ခါတွေကဂိုင်းချုပ်တဲ့ဆေးတော့ဂိုင်းချုပ်ဆရာဆိုတာအဲ့ဒီဆေးတော့ရှိရတယ်မှတ်တာနားလဲဗလားနော်ထပ်ပြောမယ်ဂိုင်းချုပ်တဲ့လူဟာဘိုးတော်ပွင့်စီကဂိုင်းချုပ်ဆေးရှိမှချုပ်လို့ရတယ်va mi ni di do ju myo khayu thiao da ka leဟုတ်ကလားအစင်းအဆက်ဒါပဲအနှွယ်ရှိရတယ်နားလေကိုတပည့်အကြောင်းရှိရင်အသေးခံရတယ်ယသနာပေါ်ရင်ဖြေရှင်းနိုင်သွားရှိရတယ်အဲ့ဒီပုဂ္ဂိုလ်မှဂိုင်းရုပ်ခေါ်တယ်ဟုတ်ကလားသူများဖုံးကြည့်တာမနာလိုလို့ကိုကတောင်ထိုးမြောက်ထိုးကိုတပည့်ကိုထိုးသူများထိုးခဏခဏထိုးလက်သလိုထိုးအဲ့ဒါမျိုးဟာဂိုင်းရုံမဟုတ်ဂိုင်းဘာဖြစ်လို့ရွှေကြော်တတ်တယ်လဲမှတ်ထားစမ်းမကြောက်တဲ့လူတွေဟာရွှေကြော်ဆိုတာအဖေကြီးဥပိုးဟန်လက်ထက်ကြမှာဖြစ်တယ်ဘာဖြစ်လို့ဖြစ်တယ်အဖေကြီးဘိုးတော်ပွင့်ဇက်ကျိုးထွက်မဲ့အကြနော်တော်တော်ပြောဆိုဘလူလဲဟဲ့ငါစီရောက်လာဒီလိုလူအထက်တဲ့ထဲမှာခဏဖဲမှာဆိုပြီးတော့အတင်းဝင်လိုက်အဖေလာတာဘိုးတော်ဝင်လာမဟုတ်သူဟာသူတလန်းသွားတာဘာလို့တယောက်လာလဲဒါဆက်ကြည့်တော့ရှင်းတယ်အဲ့လိုရောက်တဲ့ခါကျတော့ဟောအဖေကိုယ်တိုင်ပြောတာသက်သေဦးတယောက်ရှိတယ်အဖေတပည့်မယုံမဲကြည့်အောက်မှာထောင်းမရပါဘူးဟုတ်ကလားလူလဲဟဲ့ခွင့်ပြုပါပဲငါသာဖိုးဟန်လားဒီလိုခေါ်လိုက်တယ်ဖက်နမ်းပြီးတော့မှရော့ငါဂိုင်းဖောက်နေပြီမင်းငါကိုစားဆိုပေးခဲ့တဲ့ဂိုင်းကျုပ်အစ်စ်ထိုင်းပုတ်လက်နှလုံးမရှိတို့အဖေထိုင်မယူဒီတော့အဖေဟန်ကဆင်းကားတယ်ဘိုးတော်ပွင့်နာကပ်ပြီးတော့မဟုတ်တာတွေလုံနေတဲ့ငါနဲ့ညီအကိုတွေဒုက္ခများအောင်လုပ်ကြပြီဂိုင်းကိုဖျက်ဆီးကြပြီငါအဖေဘိုးတော်ပွင့်ဂိုင်းဒီရွှေအစ်စ်ဖြစ်ပါလေအသားနဲ့ဒင်းတို့လှုပ်လို့မိုးကျိုးဖြစ်တော့မယ်ကြီးဖြစ်တော့မယ်အဲ့ဒါတော့ရွှေအစ်စ်ကိုဖော်ပြမယ်ဆိုတဲ့ဘိုးတော်ဟန်กว่าမထအဲ့ဒါကြောင့်မလို့သူနေသူဟန်နဲ့ဒါတော့မင်းတို့ငါပြောချင်မှပြောမှာပေါ့
ရွှေရင်ကျော်ဆိုတာသူ့သဘောနဲ့သူလောက်တာမဟုတ်နားလည်ထားပါမင်းတို့ဘယ်သဘောနဲ့လို့ငါအဖေဘိုးတော်ဘုန်းရဲ့ဂိုင်းကိုရွှေဖြစ်အောင်လုံမဲ့မင်းတို့ဒီမှာကြီးရှိတယ်မလို့ဒီမှာကွာရွှေလို့ပြကျင်လို့ရွှေရင်ကျော်အိဆာတရားမိတ်ဒီစီဂိုင်းလို့အဖေကြီးဘိုးတော်ဟန်နာမည်တက်လိုက်ဂိုင်းအကြောင်းပြောတဲ့နေရာမှာဂိုင်းပြောင်းမသွားပါစေနဲ့ဟုတ်ကလားပညာအကြောင်းပြောတဲ့နေရာမှာဆရာပြောင်းမသွားပါစေနဲ့လို့ကြက်ကြက်သတိထားပါတစ်ဆယ်နဲ့ကိုယ်ချင်းထိမဟုတ်ဆင်းနဲ့သူ့ဆဲဘယ်နေရာမှာဘယ်စမထိုးရမယ်ဆိုတဲ့အဆင့်စီမံခန့်ခွဲလို့ပြီးသွားတဲ့ခါကျတော့အဲ့ဒီစီမံလိုက်တဲ့အချိန်ကမှာပါလောက်လိုက်တယ်လေလက်ဝဲလက်ရအဲ့ဒီလမ်းခေါ်လိုက်အဲ့ဒီမှာလက်ရဘက်ကနေပြီးတော့မင်းတို့ညာဘက်ကညို့မှာဘာလို့လဲညာဘက်ကညို့မှာဩကာမဖေးညာဖေးကြီးတော့ပြောတာလေငါသားတဲ့ငါတို့ဖေးကြီးဘိုးတော်အေးထောင်းသွားတဲ့ခိုင်းပြီတဲ့အမတန်ကာယံဝဲကြံကြီးတယ်ကွာမင်းကောင်းငင်ကိုအတောင်မှတစ်ဖက်တည်းပြန်လို့ရတာတဲ့ဘယ်နဲ့လဲဟောလက်ရဖျားခိုင်းရင်လက်ဝဲနှက်ခိုင်းရင်တို့ခိုင်းရင်အလဲမှာကွာတောင်မှနှစ်ဖက်တက်ထားတာဒါကြောင့်မလို့မဲ့ဝင်ဖိုးပေါက်ပညာလို့ငါပြောတာမင်းတို့ရှေ့သိလိုက်မယ်တဲ့ဆိုတော့အဲ့ဒီမှာလက်ရပဲဒီအေးချမ်းသာရတယ်ဒီအတွက်ကာမသေးလို့လက်ရမှာထိုးတာအယမ်းမဲ့ထိုးချင်ထိုးတာမဟုတ်ဘူးအဲ့ဒါတွေကိုကိုထင်တိုင်းနဲ့ဘယ်ပြောင်းညာပြောင်းမလုပ်နဲ့ရေသိထိုးရမယ်လက်ရဘက်ခေါ်အေးချမ်းသာရတဲ့ဘက်မှာကာမသေးဆိုတဲ့ပိယသိတိကိုပြီးစေနိုင်တဲ့ဂါထာထိုးလိုက်တယ်ပိယဆိုတာကျမ်းနာတာနှုတ်တာလက်ရမှာထိုးရနော်ဟောလက်ရဘက်ပခုံးမှာလေကိုးစင်ကြတဲ့ခါကျတော့လနတ်သားလမင်းထိုးတယ်လမင်းညာဘက်မှာလဘယ်ဘက်မှာပါလဲဘယ်ဘက်မှာပါလဲညာဘက်မှာပါလဲလနော်ညာဘက်မှာပါလဲညာဘက်မှာပါလဲလညာဘက်မှာပါလဲလမှန်တယ်နော်ထခါရကပြောနေတာတက်တယ်အကြောင်းရှိလို့ညာဘက်မှာလထိုးတာဒီကာမဖေးဆိုတဲ့ပိယသိတိနဲ့အေးချင်းစက်ထားတာအေးချင်းစက်ထားတာပတ်ခတ်ဖြစ်သွားမလို့ဒါညာဘက်တောင်မှဟာဒါဖြင့်မင်းတို့ကငါ့ကိုမေးစမ်းလာတော့ဟုတ်ပါပြီခင်ဗျာဘာလက်ချိုက်ကြီးကဘာဖြစ်လို့ပါတယ်လဲဒီနေရာမှာတောက်ချိုက်ထဲလို့မရဘူးလို့မေးစရာမရှိဘူးလားရှိပါတယ်နော်ဟောဒီမှာကြည့်လက်ကိုကြည့်ပထဝီတေဇောအာဘောဝါယောမှန်တယ်နော်စာဒါပါဘယ်နဲ့လဲဝါစာဒါပါနော်မှတ်တာပထဝီတေဇောပါလေအာဘောဆိုတာရေဓာတ်ခင်ဗျာဒီစတ္တဘဝဆိုတဲ့အခရာလေးလုံးပါလေပထဝီတေဇောအာဘောဝါယောဖယားတောက်ကတန်ကိုဂေါနကသဂေါမဖယားလေးစုဝိဇ္ဇာလေးပါဓာတ်လေးပါဘုတ်လေးပါအဲ့ဒါကတလောကဩကတလောကသင်္ခါရလောကဆိုတဲ့လောက၃ပါးကိုထိန်းချုပ်ထားတဲ့သမားဒါဖြင့်ကောင်းပြီအဲ့ဒီသမားလေးလုံးဘယ်ကစပေါ်လာတယ်လဲဘယ်စပေါ်လာတယ်လဲတဲ့ဒါကြောင့်မလို့ညာဘက်လက်ဖြားမှာကာမတွေထိုးတယ်ညာဘက်လက်မအပေါ်မှာတရားမင်းဆောင်တဲ့သမားထိုးတယ်တွေ့လားအေးရထိုးတာနော်ဟောဒီညာဘက်လက်မောင်းမှာကရှက်ရရှက်ထိုးတယ်စတပဝကာယမထမေတော့ပါလိုက်နော်ဟောဘယ်ဘက်မှာကပြည့်ရပြည့်ကြောချင်းခိုင်းတာဝသတပထကာယမထွက်လာပြီအဝင်ထွက်လာအဲ့ဒါပြောလားဟောညာဘက်မှာဘယ်တော့မှကပြည့်ရပြည့်မထိုးနဲ့ကရှိရစီထိုးရမယ်ရန်နေရန်တော့ကာကြီးဝင်းပိုက်နဲ့ရဝင်းပိုက်နဲ့ဝင်းပိုက်ချင်းရှက်ပြီးဖက်ထားတာပြရပါဘောကာကြီးကြောကုန်းနဲ့ရကြောကုန်းနဲ့ကြောခိုင်းထားတာကာယဘောပါသဘောပေါက်လားဟုတ်ပါဒါတဲ့သဘောပေါက်စေလို့ရှိရင်တယောက်နဲ့တယောက်ဖက်ထားတာပြရဘောပါကြောရင်းခိုင်းထားတာကာယဘောပါဒါဘယ်နဲ့သဘာဝကိုကသူ့ဟာသူပေါ်နေတာနော်ဒါတို့လောက်ပြောစရာမရှိဘူးကြည့်လေရှက်ထားတယ်လေတခါတို့လင်မယားနဲ့စကားများဆိုရင်တယောက်ကမြို့တော်တော့ဟိုဘက်လေလို့ငါအဲ့ရှိဟိုဘက်လေအဲ့ဒါကာယပေါ့ကွာပက်ခတ်ဖြစ်နေပြီလေဟုတ်ကဲ့ဒါလေးတွေမေ့ပြောက်ပြီးတော့အဲ့ဒါပြရပေါ့ကွာဟုတ်ကဲ့
Eddie Pia baby call Ada, she will let her go time. Lay at Tomla. Divaga, Kaya call. Oh, Taga, be. Oh, baby. Taga, they go, you know, see you. I don't need a matter. Dahan Lena and Yosimo. Bello Lene, Munema. Very muffy out. No? Ayukaya, Kamakaya, Ubiakaya, Ubisirga, we lay new route. Oh, Ayukaya, a record vision. Kamakaya, Kango vision. Ubayakaya, a record, Kanyo, Mizago, Sigamsi vision. That is the new heart, the Rawa vision. Ubisirga, Dahan, Len and Young Simone, vision. Lips up vision. Chakra Viva. That is way from you, Ubisirga for it. Kamalo Jano, vision to call. And it was agents who knew it. Pedoma, Mafia, or no. Show me up. Totally got away. On Taragabe. Let them mew and the amusement. Free her. Divaga, Kama, Kamagong, Ramana, free. Free Slavia. Alum Sija, Divaga, Alum Sija. And you live in it well. And Divaga. Tara Divaga tell us in God, Yadi with Rally. Oh, she's the mamma to Rama. Tafanya got none is Helen. George Kaganamala. Pavilo Nyama Setale. Aja, Pavilo George Kagana, Abuja. Kaubi, Sa, Da, Ba, Wa, Bebema by Patua. Name, near, Doutek. Doutek. No? Sa, by Da, Patawi, there's all Mila. I went lay out title. Me meeting ye, Fija. Then I know so you just my the kind of father he tied. A day came me, so I looked at them. Who seen it, and a day when a Calanane, bound it, Ubitine, Dilo targeted, the get. Sarah Samia, Pina, who told that we got Pama Macam, Malemasa, low like that. Eddie Shadow Zidu, Boabilo, Pim Maso Gaya, Yellow, Edda, Ye Saint Choya, da. Maya, probably man. Eh? They go ahead and go there. Nala, pure genitor, Manuel like at the funnel. Maya. Any Lucina Gane. But we did about Sada Bawa, on Kamagama, on Tanaka, Frigani, Nene, La, Goza, Abiga Tari, they could have done it. No, Eramuru, appreciating a Dusa of you. Paluma, Mapiana has a error. Davi, the Gaima, Pay some man is on Lujo, Sada Bawa, eh? Na, Maja, Bali, the bead we do, busy boy, Lenga, I choke in night one. Na? In that one, the so a so to wedding up your Daddy Religion, where any Malonian hat. So the two are in that two answers, like a lonely job. Ingu, love in there, who you cannot look by this, just so got it. Time a man at long out of Pele by the well, low chain, and may I miss a ball. So I ain't I pay hand good already. The moment you're going to some other about it. I pay her some other about it, some other one. No? Majabali, the video visible, and I took in to a Boda Lizu, Bendu, who that Lunati. Na? Sarah, Beasale, Mino, Medalin. Sarah, Peter, Basala, so like me that a good tattle of Nemo. Melo, Messina, and Messina, and Meha, Alagago, Velu, Tenoria, Villa. And the show Memesa, Kojaga, Kolobo, Kokain, Kotalo, Kolo, Tunyaga in Battles of Satua, Tunyaga in Magon Battles of Joy. Eh? And I miss however. Any miss Harry Sam Leon Loa. No? I know. Majavali, the video to this, and I took in to a Buddha Lizu, Benu, who that Lumiati, Naya, Bazon, Luon, Udown, Naya, Amima, Sa. No? Tom Amima, Da. Leves on Joma, Palatai, Ba. Lume, Chema, Wa. Ella, the Bawa, the sea. Eddie Lemudo, Tanaga. Leluno sama pola vare suragu
ခမရတို့ကဘလူကပြောလို့သိတယ်လဲလို့များမေးရင်မှတ်ကြပါလေတပည့်တို့သိသေးဖို့ကလင်္ကာအချုပ်အင်းလိုက်ထုတ်အောင်ဗုဒ္ဓလေးစုဘိန်းတို့ဟူသာလူများသိတယ်ငရံပစုံလူဝဥတော်အင်းမောင်လောင်းဘလူကပြောတယ်ဟောရှစ်သောင်းဝိဇ္ဇာသေချာပေါ်ပြသရဘဝသမားလေးလုံးလေးကပွင့်ရှစ်လုံးဂျုံမင်းပတ်လို့ဝင်တော့တနေ့ဝင်လာအင်္ဂါဗုဒ္ဓစနေကြဆိုရောက်ရှင်မဲအရဟံလေးစုရံနေတောင်းပါအရဟံလေးတော့အဲ့ဒီတိုင်းကလှည့်သွားသမားသူကပြီးသွားလိမ့်မယ်နော်ကိုရံကုန်စီနောလာကြီးကိုအော်အရဟံသမဏမနောဥဇာသမဏမနောသူလောကဘုဒ္ဓဘုရားဓမ္မတရိစ္ဆရာယမနောသမဘုရားဘဂဝါတိကျတိရတယ်နော်ရှင်ကိုရံကုန်စီနောလာကြီးကိုလှိမ့်လဲလို့ပြင်ကအဝိအချုပ်အလင်းအချုပ်အပေါ်မှာအထိန်ရှိသေးလို့လားလို့အသိရှိသေးလို့လားလို့နာမည်ကအချုပ်တဲ့ပြီးတော့ဟဲ့သူသွားမလို့သူအချုပ်ပဲဒီမှာဒီလိုမလားလောကစကားအချုပ်ဆိုတာသူ့ကိုလူလဲလုံးမယ်လို့မရှိတော့လူလဲလုံးလည်းမရတော့သူ့အချုပ်ဆိုတာဟုတ်ပြီနော်အချုပ်ရဲ့သဘောကအလင်းဆိုတာမှောင်နေလားကွာစက်ကြော်လားတခုလုံးလင်းရဟဲ့အဲ့ဒါမလို့အချုပ်အလင်းနဝင်းလေးတွေတက်ခါလေးပေးရနဝင်းညွန့်ဖူးအထူးပရမစိုက်ထူတာပြီးအများဆရာတို့ဥခိုက်ကြီးဘယ်နဲ့လဲရှေးဆရာတော်ကြီးများကအဲ့ဒီသမကိုရေးပြီးသောက်ထားတဲ့လူကိုတဲ့ဆရာမှန်မှန်များထိုင်ရှိခိုးရတယ်တဲ့ဘယ်နဲ့လဲဟုတ်ကဲ့ဒါပေမဲ့ချွေးချက်ရှိတယ်ကွယ်တဲ့ဆေးတော်နဲ့ချမှာတဲ့ဘယ်နဲ့လဲဟုတ်ကဲ့အဖဆရာအေးတို့အဖေကြီးဘိုးတော်အေးတို့လက်ထက်ကကနဲ့ကတိုင်းကထီးဗန်လက်ကအယိုးအဲ့ကမေဒီတောင်းတန်းစာမိပြေခေါင်ကြီးပန်တော်မူတဲ့ပန်တော်ကြခုနှစ်ပွင့်အပါအဝင်ဖြစ်တဲ့အိဆာဘယမိတ်ဒီစေကိုင်းခေါ်ရွှေကျော်အိဆာဘယမိတ်ဒီစေကိုင်းကဆေးတော်အစ်စ်နဲ့ချပြီးပေါက်ထားတဲ့လူကိုတဲ့အောက်လမ်းမိတ်စာကဝေမေဖို့ဘေးထိတ်ထားကြမှာလေဟုတ်လားဆရာမှန်ရင်အဲ့ဒီသမကိုရှ िख ိုးရတယ်လို့အဖဆရာအေးကပြောသွားတယ်မနဲ့အဲ့ဒါလောက်မြင့်မြတ်တဲ့စမာကြီးသောက်ပြီးတော့ဘာဖြစ်လို့တော်လို့တောင်လို့လောက်ရတယ်လူအလုံးတို့အားမှိုင်းတိုက်၍မဟုတ်မမှန်တာကိုလုံနေတဲ့လူတွေကိုတော်လှန်တဲ့ဂိုင်းကွာဒီဂိုင်းဟမ်လူအလုံးတို့ကိုသူတော်ကောင်းမှန်များတို့ကိုမဟုတ်မမှန်တဲ့အသွင်ပြ၍မဟုတ်မမှန်တာကိုအဟောက်အမှန်လုတ်ပြတာကိုအလွန်ရိုးသားလာတဲ့လူသားတွေခံရလို့တော်လှန်ပြတာကွာထိုက်တဲ့လူကိုလာလိုက်မယ်မင်းတို့ဝင်နေကြမလို့တို့ဖေပြောတာထိုက်မှရကွာတို့ညာဘာဖြစ်လို့ထိုက်မှရတယ်တမ်းမှရတယ်ဆိုတော့စကားလုံးကိုသုံးရတယ်ဆိုတော့ဘာဖြစ်လို့ထိုက်မှတမ်းမှရတယ်ဆိုတဲ့စကားလုံးသုံးရတယ်ဆိုတော့အဲ့ဒီမင်းနာအခါနာဖြစ်တဲ့မြင့်မြတ်တဲ့အလွန်တရာရခဲ့နိုင်တဲ့ဝိဇ္ဇာတော်မဖော်နိုင်တဲ့အဲ့ဒီပစ္စည်းသုံးမျိုးနဲ့ဖော်ဆတတ်တဲ့ဆေးတော်ပါနေလို့ထိုက်တန်တဲ့လူမှရမလို့ပြောတာနောက်တစ်ခုသတ်မှတ်ထားလိုက်တဲ့ဥပဒေသကကမ္မထံ40ကိုကြိုက်တဲ့တစ်ခုကိုကျင့်ကြံအားထုတ်ပါလေတဲ့ကမ္မထံထိုင်ရင်ဝိပဿနာကုနိဗ္ဗာန်ဝင်အောင်မလားဟုတ်ကဲ့ gain အဲ့ဒါအရိယဝိဇ္ဇာ gain မဟုတ်လို့ပါပဲပေါ့ဟုတ်ကဲ့တချို့ကပယောဂဆရာဆိုရင်ဟိုရုပ်ရှင်တွေကပယောဂဆရာကြီးလို့တခါတည်းအောက်လမ်းပယောဂဆရာကြီးလို့မှတ်နေကြတယ်တချို့ကတို့ဟောဖေဝင်းအိမ်ကကက်ဆက်ခိုင်းနဲ့တို့ရွှင်ကျော်အိဆာတရားမိတ်စီကိုင်းဟာကမ္မထံ40ကိုကြိုက်တဲ့ကမ္မထံကိုအားထုတ်ရပါတယ်လို့ဘုရားဘုရားများမှားသွားတယ်စာအုပ်ထဲမှာလည်းရှိတယ်တို့ကုထုံးကြမ်းထဲမှာနော်ဟုတ်ကဲ့နောက်ဝိပဿနာကိုလည်းလှုပ်လေပညာအစွန်းတက်လေပဲဆိုတဲ့ကက်ဆက်အပေါ်ထက်ကဖွင့်တော့အောက်ထက်ကလူကပြေးတယ်သွားတယ်ဟာတဲ့ခဏတို့ခိုင်းတာဒါလှုပ်ရလားတဲ့ကျုပ်တို့ကဒါတွေမပါဘူးမှတ်တယ်တဲ့တို့အဲ့ဒီအောက်လမ်းပြောကဆရာကြီးတွေလို့မှတ်တယ်တချို့ကအဲ့ဒါကိုရှင်းလင်းပြောပြရမယ်တောင်းကမင်းတို့မှရှိတယ်တို့မှရှိတယ်ရိုးသားလှတဲ့လူတွေပေါ်မှာအသွင်အမျိုးမျိုးနဲ့ဒုက္ခအမျိုးမျိုးပေးရတာလဲအခုတို့သားဘာတွေကုခဲ့ရတယ်ကဲရတယ်များလားပြီဒီလူတွေကိုတို့ရထားတဲ့ဗရမ ्या ဟာဗရမ ्या အတိုင်းမှာဘဲလို့လူတယောက်အကုန်လုံးတို့ကလိုက်ပေးနိုင်ရင်ဒီအလိမ်တွေအတုတွေအညာတွေဟာအလိုဘလုံးမှမပြောဘဲနဲ့သူ့ဟာကြောက်သွားလိမ့်အဲ့ဒါတော့ဇွဲကြီးလောက်ရမယ်ဘယ်လောက်ကြာအောင်လောက်ရမယ်ဆိုမသိမချင်းလောက်ရဟုတ်တယ်နော်အဲ့လိုတို့ကစိတ်ကောင်းနဲ့ဇွဲကြီးမသေးမချင်းလှုပ်သွားနိုင်ကြရင်တတိုင်းပြေလုံးလှုပ်သွားနိုင်ရင်တတိုင်းပြေလုံးကောင်းရာသူကလေးကိုထွက်လိုက်နံပါတ်1ဗုဒ္ဓဘာသာဟာဖယားရှင်သာအဓိကကွာဖယားလို့ဆရာဆိုတာနံပါတ်2ကွာအဲ့ဒါ
ရွှင်ကျော်အိဆာစရာမိတ်ဒီစီကိုင်းဆိုတဲ့ကိုင်းဒီဟိုးအဖဘိုးတော်အေးလက်ထက်ကအိဆာစရာမိတ်ဒီစီကိုင်းပါနော်အဲ့ဒီအိဆာစရာမိတ်ဒီစီကိုင်းနေပြီးတော့အဆင့်နဲ့ကဲအဖဘိုးတော်ပြုစီရောက်အဖဘိုးတော်ပြုကနေပြီးတော့အဖဘိုးတော်အေးစီရောက်အဖဘိုးတော်အေးစီရတယ်အဖဘိုးတော်ပြုစီရောက်အဖဘိုးတော်ပြုစီရတယ်အဖဘိုးတော်ပွင့်အဖေဘိုးတော်ဟန်စီလည်းရောက်တော့ဆေးပစ္စည်းလည်းအကုန်နော်နောက်ထပ်ပေါ်စရာလည်းမရှိဆေးအခန်းလည်းကုန်သွားပြီအဖေဘိုးတော်ဟန်ကတစ်ဆင့်ချမ်းမပေးခဲ့တဲ့ဆေးတော်မရှိတော့ဟုတ်တယ်မလားငါတို့လက်သေးကိုရောက်လာတဲ့အထိဒီဆေးမပြောင်းနေတဲ့ကာလပတ်လုံးအနှစ်1000မပြောင်းအခုအဖေဟာရဲ့လက်ကြံဆေးလေးတွေငါလက်ထဲမှာရှိတယ်အခုတို့သားဖားတွေရဲ့လှုပ်ချက်ကြောင့်ရွှေကျော်အိဆာတရားမိတ်ဆွေကဒီဗမာပြည်တွေမကကဘာပတ်သွားပြီဟမ်အိန္ဒိယရောက်သွားပြီပါကစ္စတန်ရောက်သွားပြီတရုတ်ပြည်ရောက်သွားပြီဇွန်ဇာလန်ရောက်သွားပြီပြင်သစ်ရောက်သွားပြီအီတလီရောက်သွားပြီဂျာမန်ရောက်သွားပြီကဘာပတ်သွားပြီနော်အဲ့ဒီလိုကဘာပတ်ပြီးသွားတာဟာတို့သားဖာတွေစူးစမ်းလိုက်တဲ့အတွက်တို့သားဖာတွေရဲ့အကျိုးတို့သားဖာတွေရဲ့ပြင်ပန်းခံမှုယုံကြည်ချက်ကြောင့်ကဘာပတ်သွားတဲ့အတွက်အလိုလို automatic ထွက်ရပေါက်เสียဖြစ်တော့မယ်ဆိုတာလက်ခမောက်ခမြေကြီးပုတ်လို့လွဲမသာအဲ့ဒါမလွဲတော့ဘူးဆိုတာသိကြတော့